မင်္ဂလာပါ3ရက်အတွင်းမှာတရားမဝင်မြန်မာ50ကျော်ဖမ်းဆီးခြင်းခံရမြန်မာများတင်ပြတဲ့လူကုန်ကူးကားတစ်စီးဟာမောင်းပြေးရီထဲကိုထိုးကျစတဲ့နောက်ဆုံးရက်သတင်းကိုတင်ပြပေးသွားပါမယ်ယခုရက်ပိုင်းတွေမှာထိုင်းကိုလူမောင်းကိုလန်းနဲ့လာတဲ့မြန်မာတွေခိုင်စစ်စစ်ဖမ်းဆီးခြင်းခံရတဲ့သတင်းတွေမကြာခဏတူနေရပါတယ်တရားမဝင်မြန်မာတွေကိုတင်လာပြီးလူကုန်ကူးတဲ့ကား3ကြိမ်ဖမ်းဆီးခြင်းခံရပြီးလူ90ကျော်အထိဖမ်းဆီးအရေးယူခံရတယ်လို့သိရပါတယ်ဒီကနေ့ထိုင်းစမှုစာပုံခရိုင်မှာယမနိကဖမ်းမိတဲ့မြန်မာလူသား6ဦးနဲ့အတူတင်ဆောင်လာတဲ့မြန်မာပွဲစားဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ခဲ့ပါတယ်။ယမနိကမြန်မာလူသားတွေကိုခိုးဝှက်ထားပြီးတန်လျာရှိတဲ့ဘင်္ဂါတစ်စီးကိုပိတ်ဆို့စစ်ဆေးခဲ့ပါတယ်။ဒီနေ့အတိုင်းပါပဲကားထဲမှာတရားမဝင်မြန်မာလူသား4ဦးတွေ့ရှိခဲ့ပါတယ်။ဒါ့အပြင်ဘင်္ဂါမောင်းနေသူမြန်မာတယောက်နဲ့နောက်လိုက်တယောက်ကိုလည်းတွေ့ရှိခဲ့ပါသေးတယ်။သူတို့နှစ်ယောက်ဟာထိုင်းနိုင်ငံနဲ့မြန်မာတွေကိုလူမောင်းကိုပို့ပေးနေတယ်လို့လည်းဝန်ခံကြပါတယ်။ရေမောင်းမောင်တဲ့အောင်နဲ့နောက်လိုက်မောင်နေလေးလို့ဖြစ်ကြပါတယ်။ခရီးသည်ဖြစ်စီးလာတဲ့တရားမဝင်မြန်မာ4ဦးကတော့အမျိုးသမီး2ဦးအမျိုးသား2ဦးပါ။အသက်ကတော့18နှစ်ကနေ23နှစ်အရွယ်တွေဖြစ်တယ်လို့စမှုစာခွန်ခရိုင်ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။လူမောင်ကိုတင်သွင်းတဲ့မြန်မာပွဲစား2ဦးဟာထိုင်းစီအလုပ်ယုံမှာလူလိုနေတဲ့နေရာကိုလိုက်ပို့ပေးနေတဲ့နေဆက်ကနေအလုပ်ယုံထိကိုအလုပ်သမား2ဦးအတွက်12500ဘတ်ကောက်ခံတယ်လို့ဝန်ခံထွက်ဆိုခဲ့ပါတယ်။နောက်သတင်းတစ်ပုဒ်အနေနဲ့မြန်မာလူသားတင်ပြတဲ့ပစ်ကပ်ကားမှာမောင်းပြေးရည်တဲ့ထိုးကြတဲ့သတင်းကိုဆက်ချင်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကမ်ချနဘူရီခန်ကနေလူမောင်ကိုတင်တဲ့ကားတစ်စီးဟာမောင်းပြေးနေရင်ရေထဲကိုထိုးကြမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မြန်မာတွေတင်လာတဲ့ပစ်ကပ်ကားကိုစစ်ဆေးရန်အတွက်အမြန်လမ်းရဲတပ်ဖွဲ့လိုက်နေချိန်မှာမောင်းပြေးနေရင်ရေထဲကိုထိုးကြခဲ့တာပါ။အနက်ရောင်ပစ်ကပ်ကားဟာရဲတပ်ဖွဲ့တွေအပူတပြင်းလိုက်နေတာကိုသိတော့လွတ်မြောက်ရန်အတွက်အချိန်ကုန်မောင်းပြေးခဲ့ပါတယ်။မောင်းပြေးနေရင်မြစ်ကူးတဲ့တနေရာကိုရောက်လာတော့ရေဆေးနေတဲ့ကားတစ်စီးကိုအရှိန်မထိန်နိုင်တော့ပဲဝင်တိုက်မှုဖြစ်ပွားခဲ့ပါတော့တယ်။ရင်းနောက်ရေဆေးနေတဲ့ကားမှာမြစ်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူမောင်ကိုကားသမားဟာအခြားကားကိုဝင်တိုက်မိပြီးနောက်ကားကိုအခင်းဖြစ်တဲ့နေရာမှာခြံထားခဲ့ပြီးမြစ်ထဲကိုခုန်ချကထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။တလန်းလုံးမောင်းပြေးလာရင်ရင်တိုက်မှုဖြစ်တဲ့ကားမှာတပ်ဆိုင်ရာတွေရောက်သွားတော့အထက်မှာမြန်မာ19ဦးကိုတင်ထားတာတွေ့ရတယ်လို့အခင်းဖြစ်တဲ့နေရာကိုရောက်သွားတဲ့တပ်ဆိုင်ရာတွေကပြောပါတယ်။တရားမဝင်မြန်မာ19ဦးဟာကားအစိတ်ခန်းနဲ့နောက်ခန်းမှာခွဲပြီးတင်ထားတာပါ။အနက်ရောင်ကားဟာမောင်းပြေးရင်တိုက်မှုဖြစ်ပွားပြီးမြဲမြန်မာ19ဦးကတော့အထိခိုက်မရှိဘူးလို့လည်းသိရပါတယ်။အဲ့ဒီနောက်ရဲတပ်ဖွဲ့ကထွက်ပြေးလွတ်မြောက်နေတဲ့ပြစ်ကကမောင်းနေသူကိုကားရဲ့လိပ်စာအတိုင်းတပ်ဆိုင်ရာအဖွဲ့အစည်းတွေလိုက်နေပါတယ်။သူ့ကိုလည်းဖမ်းဝရမ်းထုတ်နိုင်အောင်စီစဉ်နေတယ်လို့လည်းသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တရားမဝင်မြန်မာ30ဦးဖမ်းဆီးခြင်းခံတဲ့သတင်းကိုဆက်ကျင်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့မှာထိုင်းမှာလှုပ်လှုပ်ဖို့မြန်မာပွဲစားကားနဲ့တင်ပြေးလာတဲ့မြန်မာ30ဦးစီးလာတဲ့ကားကိုထိုင်းနိုင်ငံနခွန်စဝမ်ခရိုင်နခွန်စဝမ်မြို့နယ်မှာအဲ့ဒီနေ့ရဲ့နေ့လယ်ချိန်မှာမောင်းပြေးလာတဲ့ကားတစ်စီးကိုအမြန်လမ်းရဲတပ်ဖွဲ့ကမတင်ကားတော့လိုက်စစ်ဆေးချိန်မှာကားနောက်ခန်းနဲ့စီကမ်းမှာအိပ်ပြီးလိုက်ပါလာတဲ့တရားမဝင်မြန်မာ30ဦးကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ကပြောပါတယ်။တရားမဝင်မြန်မာ30ဦးနဲ့အတူဖမ်းဆီးခြင်းခံရတဲ့မြန်မာရင်မောင်းပြောတာကတော့ဒီလူတွေကိုထိုင်းမြန်မာနယ်စပ်တပ်ခရိုင်မဲဆောက်ဘက်မှာတွားခေါ်လာတာပါသူတို့ကိုစမှုစာကုံခရိုင်မှာတွားရောက်ပို့ပေးမယ်လို့လည်းပြောပါတယ်အဲ့ဒီနောက်ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ကဖမ်းမိထားတဲ့တရားမဝင်မြန်မာ30ဦးနဲ့ရင်မောင်းမြန်မာ2ဦးစုစုပေါင်းလူ32ဦးကိုအရေးယူဆောင်ရွက်ရန်အတွက်သက်ဆိုင်ရာဖြစ်တဲ့ထိုင်းလဝကထံကိုလွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်ဟုတ်ကဲ့ဒါကတော့ထိုင်းနိုင်ငံရဲ့လှုပ်ရှားမှုမှန်သမျှကိုကိုချစ်စပီကာအနေနဲ့ရှင်းနေမှာပါဒီနေရာထဲမှာအစုံလုံးသိချင်တယ်ဆိုရင်ကျွန်တော် YouTube subscribe လုပ်ထားဖို့အကြံပြုရင်နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံပါမယ်တတာ